တဆုံတယောက်လိန်နေသလားဆိုတာတိကျတဲ့အခါမျိုးလုံးလန်တာတို့နှာခေါင်းဖွက်တာတို့လိုမျိုးအချက်လေးတွေကိုပဲအဓိကထားပြီးကြည့်မိနေတော့ပဲလားတကယ်တော့လေအဲ့ဒါတွေကအမြဲတမ်းမမှန်ပါဘူးဒီနေ့မှာတော့အဲ့ဒီလိုလူပြောများနေတဲ့အချက်တွေထက်ပို့ပြီးတော့နေတဲ့ပို့ပြီးတော့စိတ်ချရတဲ့နေလန်တစ်ခုကိုတူတူလေးလာကြည့်ကြမယ်စိတ်ဝင်စားဖို့ကောင်းမှာမို့လို့အဆုံးထိနာထောင်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဒီလိုအခြေအနေလေးတစ်ခုကိုအရင်ဆုံးမြင်ရောက်ကြည့်လိုက်ရအောင်ကိုကလေးတော့အားလုံးပြည့်စုံတယ်လို့ထင်ရတဲ့ကလေးထင်းတယောက်ကိုအလုတ်ခန့်ဖို့အင်တာဗျူးနေတယ်ဆိုတော့သူကသူ့ရဲ့အရင်အလုတ်ရှင်တဲ့အကြောင်းကိုယုံကြည်မှုအပြည့်နဲ့ပြောပြနေတယ်အရင်မိသားစုကိုသာမေးကြည့်လိုက်ပါကျမကိုအားလုံးကချစ်ကြတာတဲ့အရာအားလုံးကတော့အဆင်ပြေနေပုံပါပဲဒါမဲ့သူစကားတွေကတကယ်မှန်ရဲ့လားဘယ်လိုလုပ်ပြီးတေချာအောင်တည်နိုင်မှာလဲဒီမေခွန်းအတွက်အဖြေတစ်ခုတော့ရှိပါတယ်ဆက်ပြီးလေးလာကြည့်ကြတာပေါ့လက်ခံရမယ့်မန်တရားတစ်ခုကလင်ညာချင်းဆိုတာကျွန်တော်တို့အားလုံးရဲ့ဘဝမှာရှိနေတဲ့အရာပါပဲကိုယ်တိုင်လည်းလိန်ဘူးကြမှာတည်တယ်လို့တခြားသူတွေလင်နာကိုလည်းခံခဲ့ဘူးကြမှာပါဒါကြောင့်မို့လို့လိန်လဲမှုကိုထောက်လန်းနိုင်စွမ်းကဘာလို့ဒီလောက်တော့အရေးကြီးရတယ်လဲဆိုတာကိုအထူးစမ်းစစ်ကြည့်ကြရအောင်ကဲပထမဆုံးအနေနဲ့လူအများစုလိန်လည်မှုကိုထောက်လန်းတဲ့အခါအဖြစ်များဆုံးအမားတွေအကြောင်းပြောကြအောင်တော်တော်များများကအယူဆမားနေတတ်ကြပါရဲ့ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုရှိပါတယ် Lie to me လို့ဇာလန်တွဲတီကြည့်တဲ့သူတွေဟာလိန်နာကိုပို့ပြီးထောက်လန်းနိုင်လားလိမ့်မယ်လို့ထင်စရာရှိပေမဲ့လေးလာမှုတွေကတကယ်တမ်းမှတော့ပုံမတော်လာတဲ့အဖြစ်ရိုးသားတဲ့သူတွေကိုတောင်တန်တရားဝင်ပြီးဆွဆွဲတက်လာကြတယ်လို့ဆိုပါတယ်ကဲလူသီးများတဲ့တဏှာရာတွေကိုတစ်ခုချင်းရှင်းကြအောင်လူတယောက်ကစကားပြောရင်နှာခေါင်းပုတ်နေလိန်နေတာပဲလို့ထင်ကြတယ်ဟုတ်တကယ်တော့အဲ့လာကအမြဲမမှန်ပါဘူးဟုတ်ပါတယ်စိတ်ဖိစီးမှုကနှာခေါင်းကိုရားစီနိုင်တယ်ဆိုတာမှန်ပေမဲ့ပုံမှန်လူတယောက်ကတဏှာတွေကိုနှာခေါင်း9ခါလောက်အထိတောင်ပုတ်တက်ကြတယ်ဆိုတာကိုလည်းထည့်စဉ်းစားဖို့လိုပါတယ်နောက်တစ်ခုကတော့ခနာမငိန်ဖြစ်တာပေါ့ခြေထောက်လှုပ်တာလက်သေးကိုက်တာမျိုးတွေကလိန်နေတဲ့လက္ခဏာလို့ထင်နေတော့ပဲလားတကယ်တော့အဲ့ဓာတွေကစိတ်လှုပ်ရှားမှုကိုလျှော့ချဖို့ကိုနှစ်သိမ့်နေတဲ့အပြုမှုတွေလည်းဖြစ်နိုင်တာပဲလေနောက်ဆုံးတစ်ခုကတော့လူအဖြစ်အများဆုံးပဲမျက်လုံးကြီးမဆိုင်တာပေါ့ဒါကတော့ရှင်းပါတယ်လူတစ်ယောက်ကယဉ်ကျေးမှုရဒါမှမဟုတ်ရှက်တက်လို့မျက်လုံးလွှဲတာလည်းဖြစ်နိုင်တာပဲလေဆိုတော့ဒီလိုတစ်ခုချင်းစီကိုကြည့်နေလို့အဖိမှန်ရမှာမဟုတ်ဘူးဆိုတာရှင်းတော့ပါပြီဒါဆိုရင်အတုံးဝင်တဲ့ဒဏ္ဍာရီတွေကိုပြီးဖက်ပြီးပို့ပြီးကောင်းတဲ့နီလန်တစ်ခုကိုကြည့်ကြရအောင်အဲ့ဒါကတော့ BS barometer လို့ခေါ်တဲ့နီးစနစ်တစ်ခုပါပဲဒီနီးစနစ်ရဲ့ပထမဆုံးနဲ့အရေးကြီးဆုံးအဆင့်ကတော့အတွေးခေါ်ကိုပြောင်းဖြစ်ဖို့ပါပဲဆိုလိုတာကလိန်နေချောင်းပြတဲ့အချက်တစ်ခုတည်းကိုပဲလိုက်ရှာနေတာကိုအခုချက်ချင်းရပ်လိုက်ဖို့ပါပဲအဲ့ဒီစာ baseline behavior ဆိုတာကိုအရင်ဆုံးနားလည်ဖို့လိုပါတယ်ဒါကဘာလဲဆိုတော့လူတယောက်ရဲ့ပုံမှန်ချင်းထဲမှာပြောဆိုပြုမှုပုံပါပဲလူတိုင်းမှာကိုယ်ပိုင် normal ဆိုတာရှိပါတယ်အဲ့ဒါကိုရင်ဆုံးသိအောင်လုပ်ရမှာပါတကယ်လူဝချက်ကဒီမှာပါလိန်နေတဲ့အဖြူမှုကိုရှာတာမဟုတ်ပဲယူတယောရဲ့ပုံမှန်အဖြူမှုသူ့ရဲ့ baseline နဲ့စိတ်ဖိစီးနေခြင်းကအဖြူမှုကြားကကွာခြားချက်ကိုရှာဖွေတာပါပဲအဲ့ဒီပြောင်းလဲသွားမှုကသာအရာအောက်ယုံကိုဖော်ပြနေတာပါကောင်းပြီတကောတရားတော့တည်ပြီဒါကိုလက်တွေ့ဘဝမှာဘလို့အတုံးချက်မလဲဘလို့အချက်တွေကိုအတိအကျစောင့်ကြည့်ရမလဲဆိုတာကိုအသေးစိတ်ကြည့်လိုက်ကြရအောင်ဒီ BS parameter ကိုအသုံးချဖို့စုံစမ်းထောက်လှမ်းသူတွေရောက်လို့အဆင့်၄ဆင့်နဲ့ချင်းကပ်ကြည့်လို့ရပါတယ်ပထမဆုံးကတော့အချက်လက်တွေစုဆောင်းမယ်ပြီးရင်သူတို့ရဲ့စကားလုံးတွေကိုတေချာနားဆွင့်မယ်နောက်တော့သူတို့ရဲ့ခုံမူရကိုစောင့်ကြည့်မယ်နောက်ဆုံးမှာတော့တကူလုံးကိုခြုံငုံသုံးထွက်ရမှာဖြစ်ပါတယ်ကဲစကားပြောဆိုမှုကိုနားထောင်တဲ့အခါဒီအချက်ကိုတတိထားကြည့်ပါသူကအဖြစ်ပြက်တစ်ခုကိုရိုးရိုးရှင်းရှင်းပဲပြောပြနေတာလားဒါမှမဟုတ်တစ်ဖက်လူယုံကြည်လာအောင်လို့ဖြောင်းပြနေတာလားဥပမာလိန်တဲ့တူလီဟာကျွန်တော်ဆိုတဲ့စကားလုံးကိုရှောင်ပြီးသူတို့ပြောနေတဲ့ဇလန်းခါနဲ့ခက်ခွာခွာနေတတ်ကြပါတယ်ကိုမှုရမှာဆိုတဲ့စကားနဲ့အပြုအမူလွဲနေတာမျိုးရှာမှာပါဥပမာဟုတ်ကဲ့ကျွန်တော်သိချပါတယ်လို့ပြောရင်ပခုံးတွန့်လိုက်တာမျိုးပေါ့ဒါမှမဟုတ်ကိုရှစ်မှာကော်ဖီခွတ်တို့စောက်တို့လိုအရာတွေနဲ့ကာထားတာမျိုးကလည်းမတိစိတ်ကနေကာကွယ်နေတဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်ကဲအခုကျွန်တော်တို့ဒီနီးစနစ်တွေအကြောင်းသိသွားကြပြီဒါပေမဲ့အရေးကြီးဆုံးကတော့ဒီစွမ်းရည်တွေကိုဘာတော့အသုံးပြုမှလဲဆိုရင်မေးခွန်းပါပဲဒီအသိပညာတွေကလူတိုင်းကိုတန်တရားမျက်လုံးနဲ့ကြည့်ဖို့ပတ်ဝန်းကျင်ကိုတန်တရားတွေနဲ့ပြည့်နေလေသူတယောက်ဖြစ်လာဖို့လုံးဝမဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းသိထားဖို့အရေးကြီးပါတယ်တကယ်တော့လိမ်လည်မှုကိုနားလည်ခြင်းဟာတန်တရားဝင်ဖို့မဟုတ်ပဲပိုပြီးခိုင်မာပြီးစစ်မှန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ဖို့အတွက်အင်မတန်အစွမ်းချက်တဲ့ကိရိယာတစ်ခုသာဖြစ်ပါတယ်ဒီတင်ပြချက်ကိုစဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်လိုက်ပါစီတခါတည်းမှာလိန်လည်လက်ဖျားမှုတွေကိုကိုယ်စီရောက်လာအောင်ဆွဲဆောင်နေမိတာကိုယ်တိုင်များဖြစ်နေမလားဆိုတာကိုပြန်လဲစမ်းစစ်ကြည့်ဖို့လိုအပ်ပါတယ်
ကိုရုပ်သားမှုကနေအရာအလုံးစတင်တာပါပဲ